အဲ့တော့ကျွန်တော်တို့ကဟိုပေါ့တကယ်ဦး BOC ကိုစီသွားထည့်တာပေါ့စီသွားထည့်ပြီးတော့အပြန်မှာဖြစ်တာမှဒုက္ခဝတီတရားမှာတရားဟိုဖြတ်တဲ့အချိန်မှာငလင်းကစလှုပ်တော့ပေါ့မှာစလှုပ်တော့ဟိုဘိန်းပေါက်တယ်မှန်တာအစတော့အဲ့ဒါငါသမီးဘိန်းပေါက်ပြီးဆိုပြီးတော့တိုင်ထားတော့ဆိုပြောပြီးတော့နောက်ကျတော့မှစိုက်ကယ်ကိုမလဲအောင်ပြန်ပြီးတော့ထိန်းလိုက်တော့ကျတော့ဘိန်းပေါက်တာမို့အဲ့ဒီမှာဘေးကိုကြည့်လိုက်တော့တရားတွေကဘောင်တွေကနေတော့ကျတော့ကျွန်တော်ကငါသမီးဘိန်းပေါက်တာမဟုတ်ဘူးတရားကျူးတာငါသမီးတိုင်ထားတော့ငလင်းလှုပ်တာငါသမီးတိုင်ထားဆိုပြီးတော့ရှေ့ကိုကြည့်လိုက်တော့ကျတော့ကိုကနှစ်တိုင်ပဲရှိတော့နှစ်တိုင်ပဲရှိတော့ကဲငါရှေ့ကိုပဲနှစ်တိုင်ကိုပဲဖြတ်တော့မယ်ဆိုအဲ့ချိန်မှာငလင်းကမတရားကျန်းတော့ကျတော့ဟိုဆိုင်ငယ်မောင်းရတာကိုအစင်မပြေတဲ့ကြားထဲကနေပြီးကြိုးစားပြီးတော့ဆိုင်ငယ်မလဲအောင်တကြောင်အဲ့ရှေ့ကိုလည်းရောက်မြင်ရောက်သွားတကြောင်မောင်းရင်လည်းအဲ့မှာတိုင်မောကိုတက်တော့မဲ့ချိန်မှာဒုတိယတိုင်ကိုတက်တော့မဲ့အချိန်မှာတရားကကြိုးကြတယောက်ဆုံးရေထဲကြတဲ့အချိန်မှာဟိုကျွန်တော်ကတော့ရေထဲကြတဲ့အချိန်မှာစိုက်ကယ်ရောလူရောရေထဲကြတဲ့အချိန်မှာကိုကစိုက်ကယ်ပြီးအုပ်ထုပ်ကဟိုဟာမေးတိုင်းကျိုးကလည်းမင်းကိုမတရားအစ်တော့မေးတိုင်းကျိုးဖြုတ်ပြီးတော့ကျွန်တော်အပေါ်ကန်တက်လိုက်တော့အပေါ်ရောက်လာအဲ့မှာကလေးကပေါ်လာမလားဆိုပြီးတော့ကျွန်တော်ကလေးကိုလိုက်ရှာတယ်ရေထဲမှာကလေးကိုလိုက်ရှာပထမသူ့ရဲ့ဆိုင်ငယ်စီးအုပ်ထုပ်လေးပေါ်လာဆိုင်ငယ်စီးအုပ်ထုပ်ပေါ်လာတော့ဒီကဆိုင်ငယ်စီးအုပ်ထုပ်ပေါ်တယ်ဆိုပြီးတော့အိုင်နာကိုမဲတင်ရှာအိုင်နာလည်းရှာမရကိုယ်လည်းအကူကြီးကကူမလို့မရှိဘူးလေမားလေဘာလို့လဲသူတို့လည်းသူတို့ဘူးနဲ့သူတို့တင်ကြရည်မရတဲ့အဆုံးတော့ဆက်လက်လေးတစ်စီရောက်လာတယ်သူကဆက်လက်သမားတွေကလိုက်ရှာပြီးတော့မိချောင်းရှောက်လိုက်ရှာတောင်ရှာမြောက်ရှာနဲ့တနားရီလောက်ရှာတယ်မတွေ့ဘူးသမီးကအမဟိုဖြစ်ပြီးတော့၄ရက်မြောက်မှာပြန်ရှာပြီးတော့တွေ့ရပါတော့၄ရက်မြောက်ညနေဆောင်ကျွန်တော်တို့6နာရီမတင်လောက်မှာအဲတက်ပေါ်ကြီးပြန်ရတာပေါ့နော်ဘလို့နေတဲ့တွေ့ရဆိုတော့သူကအောက်မှာတခုညှိပြီးတော့သူတို့ပြောတာတော့ခေါင်းလေးညက်နေတယ်လို့တော့ပြောရဲပေါ့နော်မှာတရားနည်းလည်းပြက်မတော့ပုတ်စော်လည်းမနန်းအောင်ကင်လို့လည်းရတယ်၄ရက်မြောက်တာပြောတာဟိုရေခဲရိုက်ထားတယ်လို့ပဲဒါကလည်းတောင်းတောင်းတင်းတင်းခြေလက်အင်္ဂါအကုန်ပြည့်စုံတယ်ဘယ်မှမကြိုးမပဲ့အဲနောက်စီလေးတစ်ခုပဲသူတန်ရာလေးနည်းနည်းဖြစ်တော့အဲ့ဒါမျိုးလေးဖြစ်တာပေါ့နော်မလုံလောက်သေးဘူးမှာကျွန်တော်ဆိုခုချိန်ကြီးကျွန်တော်ဒီမိတဲ့ဘောကျွန်တော်မကြည်ရဲသေးဘူးလောက်ပြီကြည့်ရင်ဟိုတည်ရမလားစိတ်ကမရဘူးဒီတိုင်းကစိတ်ပြည့်လည်းကြောင်းနေစကားရည်ပြောအဲ့လိုကျွန်တော်အကမိတက်ပေါ်ခုချိန်ကြီးကျွန်တော်မကြည့်ရဲသေးဘူးသူပြောချင်တာတော့ပြေကိုခွင့်လို့ပါလို့ပဲကျွန်တော်တော့ပြောချင်တာပေါ့ပြောချင်တာဆိုတာတော့တယောက်တည်းထားခဲ့တဲ့သူခံစားဖို့မှရဲ့လူများကလေးတွေကြတော့ရှင်နေတာတွေပါကျွန်တော်ကဆဲနိုင်တယ်ကိုကလေးရှင်နေတာကြတော့မဆဲနိုင်တော့ဟိုသူ့ကိုထားပြီးတော့ပြန်လာပြီးသူ့စိတ်ထဲမှာဆိုတော့ဒီတော့ဖေကငါ့ကိုတယောက်တည်းထားသွားတယ်လို့တင်ထင်ပါပေါ့